ထိုအခါမှသာစုံတယောက်ကတတိဝင်လာပြီးတောက်ပြန်ပြီး၍စူးစူးဝါးဝါအော်ဟစ်လိုက်တယ်။အနောက်ဘက်ရှိစစ်တီများမှာကြောင်ကလေးရရှိနေတဲ့သဖြင့်တယောက်နဲ့တယောက်တိုးဝှေ့နင်းချင်မိကုန်ကြတယ်။နောက်ဘက်မှလူများတတိဝင်လာပြီးဖြန့်ပြေးကြရင်ပြင်လိုက်သောအခါနောက်ကျသွားပြီဖြစ်တယ်။ကြီးမားလာသောနေသမောကြီးကထာဝရငြိမ်းချမ်းရေးအင်ပါယာတပ်ဖွဲ့များစိုးဝါသွားသည့်လမ်းအတိုင်းလိုက်ပါသွားပြီးမရေတွက်နိုင်သောစစ်တီများကိုနင်းချပစ်တယ်။တမှုစစ်တီများထံမှကောင်းကင်နှသားများတပြက်များဝဲထွက်လာပြီးတိုက်ခတ်လိုက်ကြတော့လေဤသမောကြီးကတိုးတုံများမလုပ်ချေထိုတပ်ဖွဲ့နှစ်ခုကတဖွဲ့ရဲပေါင်းစည်းထားသည်ဖြစ်၍လူဦးရေကလွန်တရာများပြားနေတယ်။သူတို့အနေဖြင့်ထွက်ပြေးခြင်းရင်တောင်မှထွက်ပြေးစရာလမ်းမရှိချေ။ကောင်းကင်နှသားပညာရှင်များကဒီထဲတွင်ဝဲပြန်ကြတော့လေဤသမောကြီးခြေတော်များကပြင်းမြောက်လာပြီး၎င်းတို့ကိုရင်ကောင်များရိုက်ချတဲ့ကဲ့သို့အလွယ်တကူတိုးတိုက်ချသွားတယ်။ကြီးမားသောနေသမောကြီးကရှစ်ဆက်တိုးလာပြီးလမ်းတစ်လျှောက်ရှိစစ်တီများကိုမြေတွက်နိုင်အောင်နင်းချသွားတယ်။တမှုလူကနေသမောကိုတိုက်ခိုက်ရန်ကြိုးစားတော့လေခါချင်းကောင်မှန်ကြီး၍တောင်ကြီးကိုဖြိုမိကြံတဲ့ကဲ့သို့သာဖြစ်သွားပြီးဤကြီးမားလာသောသမောကြီးကိုအနှင်းငင်မြပင်လှုပ်ခါနိုင်စေခဲ့ခြင်းမရှိစေ။ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏နဇက်စီး၌ဒါရောင်များလက်သွားပြီးခန္ဓာထေဝါလာသည့်တောင်သမောကြီးကိုခုတ်ပိုင်းချလိုက်ကြတယ်။မိပွင့်များကတဖွာဖွာလင်းပြန်သွားတော့လေထိုသမောကြီးကိုမိတို့မြတိခိုက်စေနိုင်ခြင်းမရှိခဲ့ကြပေ။ရန်နာဓာပြန်များကိုပြန်သိမ်းယူလိုက်ကြသောအခါနဇက်စီးမှအစင်းမြင့်တိုင်းပညာရှင်များ၏မျက်နှာများကြီးအကျယ်ပြည့်ရင်းသွားကြတယ်။သူတို့၏တပြက်များကကြစ်ကြစ်တောင်နီရဲပူလောင်နေပြီးရီပြောစားပြုနေပြီဖြစ်တယ်။ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏နဇက်စီးမှထောင်ပေါင်းများစွာသောကောင်းကင်နှတိုင်းပညာရှင်များကပေါ်တိုင်းပညာများထုတ်တုံး၍မုန်တိုင်းများဖန်တီးလိုက်ကြတယ်။မိုးကြိုးမုန်တိုင်းများကတကြိုးကြိုးတစင်းချင်းမြည်ရှိရွှေလျားသွားတော့လေသင်္ဘောနာအနီးသို့မရောက်နိုင်မီမှာပင်အပူဒဏ်ကြောင့်ပြည့်ပြည့်ပင်ပါသွားကြတယ်။နေသင်္ဘောမှဆွဲယူလာသောနေမင်းကြီးမှာငင်းတင်နေသောနေမင်းကြီးဖြစ်တော်လေနေမင်းတစင်းသာဖြစ်သည်မဟုတ်လား။၎င်း၏အပူဆွဲရင်ကလွန်စွာအင်အားကြီးမားလာတယ်။ထိုသင်္ဘောကြီးကခြေတော်ဆက်နှံဆောင်ရှိသဖြင့်အလွန်တရာလျင်မြန်စွာရှည်လျားနိုင်တယ်။များစွာမကြလိုက်ပဲ၎င်းကနေဆက်စီးအထိရောက်လာတယ်။တကြူကြီးမြည်သောအတန်များကလေထုကိုထွင်းဖောက်ထွက်ပေါ်လာပြီးနေသင်္ဘောကြီးမှာတဖြည်းဖြည်းရပ်တန့်သွားတယ်။လေထုတုန်ခါတန်တဝီဝီထွက်ပေါ်လာပြီးအနက်ရောင်နေမင်းကြီးကလေထုတုန်ခါတန်တဝီဝီထွက်ပေါ်လာပြီးအနက်ရောင်နေမင်းကြီးကစစ်တို့တရွရွမျောလင်း၍ထောက်ရန်ငင်းချင်းအင်ပါယာ၏မနမိတ်စီးကိုကျော်လွန်သွားလူနေပါဖြစ်သွားတယ်။နေဆက်စီး၌မယူတော့နိုင်သောစစ်တီများကကောင်းကင်ရန်ကိုမြင့်တန့်ရေးဆ၍သူတို့ရှေ့မှကြီးမားလာသောရာဝတ္ထုကြီးကိုကြည့်နေမိကြတယ်။နေဆက်စီးတို့ကအလွန်တရာခန္ဓာထေဝါလာတော်လဲသူတို့၏မျက်စိရှိမောက်မှဤရာဝတ္ထုကြီးနှင့်ဆင်လိုက်သောအခါကစားစရာအယုတ်သေးသေးလေးများတပွဲဖြစ်သွားတယ်။အချို့နန်းတွင်ရာရှိများမှမျက်နှာများဖြူဖြော့၍ကြောက်တူးတဆက်ဆက်တုံကမမတ်ပင်မရနိုင်ကြတော့ခြင်းနေဆက်စီးရှိစစ်တီများကတော့သူတို့ရှေ့မှမြင်ကွင်းကိုအကြောင်းတန်းကြီးဆ၍ကျင်ကြီးကျင်ငယ်ထွက်ကြသည့်အထိချောင်းတုံလုံးနေကြတယ်။အမောင်လူကြီးမကြောက်ရောက်ခင်ကမျိုးနွယ်တွေဖန်တီးခဲ့တဲ့နေသမောကတကယ့်ကိုထူးခဲ့တာပဲ။ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ဧကရေအတိုင်းမကန်ကအစာအုပ်ဘော်တွင်ရက်၍နေသမောကိုမောကြီးလိုက်တဲ့ဤခန်းကြားထဲပေါ်လာသောသင်္ဘောကြီးကအားလုံးသောသူများအပေါ်ကြီးစွာသောဖိအားတက်ရောက်နေပြီးတူတီပင်အနှဲငယ်များတုံလုံးနေမိတယ်။နေသမော၏ထိပ်ဖျားရှိတန်းတော်ရာများရှိတွင်ပုံရောင်တစ်ခုမမတ်ရနေသည်ကိုတူတွေးလေးရတယ်။သူကောင်းကိုမော့၍အနက်ရောင်နေလုံးကြီးကိုကြည့်လိုက်တယ်။ဤအနက်ရောင်နေလုံးကြီးကတကယ်နေလုံးကြီးလောက်မကြီးတော့လဲအတော်လေးတုံလုံးချောက်ချဝေရာကောင်းသေးတယ်။ဤနေမင်းကြီးသာပြန်လည်၍တောင်းဟုံးတောက်လောင်လာလဲရင်မိမြရင်သောရှုမိုးပေရာကောင်းမီကိုတွေးကြည့်နိုင်ပေတယ်။ထိုနေလုံးကြီးကငိမ့်တင်နေသေးတော့လဲထာဝရငြိမ်းချမ်းအင်ပါယာ၏တပ်ဖွဲ့များသာဤအမြကြီးမားသောအရာဝတ္ထုကြီးနှင့်ထိတန်ရင်ဆိုင်တွေ့ခဲ့လျင်လက်ဘင်းကိုဟန်တာရတက်စေခြင်းကဲ့သို့နှံကောင်ကဲ့သို့ကိုအဆန်းဆကိုအထင်ကြီးလုံးနေခြင်းသာဖြစ်ပေလိမ့်မည်နေသင်းမောမှဆိတ်ဖြာကျလာသောကောင်းကင်မော်စွမ်းရည်များကိုသူခံစားမိတယ်အသက်ရှင်လျက်ရှိသေးတဲ့ကောင်းကင်နတ်ဖျားတွေရှိသေးတာပဲမဟာမျိုးပြက်ကိုမစင်မချင်းခြေစားလို့မရနိုင်ဘူးဧကရဲ့တိုင်ပင်ခံကသူ့လက်ကိုမြောက်၍အမိန်ပေးလိုက်တယ်ပြန်စောဖို့အမိန်ပေးလိုက်နောက်အနှစ်90အတွင်းမဟာမျိုးပြက်ကိုချိမချသေးဘူးသူ့နောက်မှတမီးများဤရင်ထဲတွင်တုံ့လုပ်သွားပြီးတမဟုတ်ချင်းစင်ကအမိန်ပေးလိုက်ကြတယ်ထော်ရန်ငင်းချင်းအင်ပါယာဤဧကရေအတိုင်းခံကခေါင်းမော်ကြီးရှုလိုက်ပြီးသူ့အကြည့်များကနန်းတော်ရာများထံကျရောက်သွားတယ်ထို့နောက်သူကတီးတိုးရွရွလိုက်တယ်ညီတင်မောကမဟာမျိုးပြက်ကိုထာဝရမကကွယ်နိုင်ပါဘူးကောင်းကင်နတ်ဗျားတွေတောင်တနေ့တည်ရမှာပဲညီထင်းချောင်းသူတွေကတစားတဲ့တစားနေပါလာတဲ့မျိုးနွယ်စုတစ်ခုတက်တက်ပဲနောက်အနှစ်90ကြာတဲ့အခါငါရဲ့ထာဝရငင်းချင်းအင်ပါယာကမဟာမျိုးပြက်ကိုတင်သွင်းနိုင်မဲ့အင်အားရှိလာလိမ့်မယ်အခုလောလောဆယ်သူတို့နဲ့ထိတ်တိုက်မတွေ့သေးတာအကောင်းဆုံးပဲ
ထို့နောက်သူကနောက်ပြန်လှည့်၍နယ်စပ်စည်းရိုးမျှော်စင်ပေါ်မှဆင်းသက်လာခဲ့တယ်စစ်ချီတက်ချင်းကိုရပ်တန့်၍နောက်ပြန်ဆုတ်ရန်ချက်ပေးသည့်အရေးပေါ်အချက်ပေးမောင်းတံများကတတူတူထွက်ပေါ်လာတယ်နယ်စပ်စည်းအပြင်ဘက်ရှိစစ်သည်များမှထိုမောင်းတံကြားသည့်အခါမှအလုံးကြီးကျသွားပြီးနယ်စပ်စည်းရိုးစီသို့ပြန်ပြေးလာကြတယ်ကြီးမားလာသောနေသင်္ဘောကြီးမှသူ၏ခြေထောက်များကိုတဖြည်းဖြည်းပြင်းမြောက်၍နောက်ပြန်လှည့်ကာနေစနကားမျိုးဘက်သို့ပြန်လည်ရွှေ့လျားသွားတယ်။များစွာမကြာလိုက်ဖဲထာဝရငင်းချမ်း၏အင်ပါယာ၏တပ်ဖွဲ့အကျွန်းကျန်များအားလုံးနေစစီယိုအတွင်ပြန်ရောက်သွားကြပြီးနေသင်္ဘောမှလည်းနေစနကားမျိုး၏နနမိတ်သို့ရောက်ရှိလာတယ်။ချင်းမှုခေါင်းမောကြည့်လိုက်သောအခါမိုးထိုးနေသည့်သင်္ဘောကြီးကအနက်ရောက်နေမင်းကြီးကိုဆွဲယူလာကြောင်းတွေးလိုက်ရတယ်။နေသင်္ဘောကရပ်တန့်သွားပြီးခြေချောင်း24ချောင်းကတဖြည်းဖြည်းကွင်းမြို့၍ထိုင်ချလိုက်တယ်။နဂါးတိုင်လုံးပေါ်မှအလုံး၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာများပေါ်ထွက်လာတယ်။ထိုနေသင်္ဘောကသင်္ဘောတစ်စီးနှင့်မတူပြီးခြေချောင်း24ချောင်းရှိသည့်တရဝါကြီးတစ်ကောင်နှင့်ပို၍တူလေတယ်။ထိုသင်္ဘောကြီးကနေစနကားမျိုးနှင့်လွန်စွာနီးကပ်နေသဖြင့်အပူလိုင်းများကမျိုးဘက်သို့တဆင်ဆင်ဟပ်နေတယ်။မျိုးနယ်ရများပင်ကြက်ကြက်တောင်နီးရဲပူလောင်နေပြီးအချိန်မရွေးအကြီးပြောကြသွားတော့မိကဲ့သို့ရှိနေတယ်။၎င်းကချက်ချင်းထွက်ခွာမသွားသည့်မှာထာဝရငင်းချမ်း၏အင်ပါယာ၏တပ်ဖွဲ့များအပြီးအပိုင်းဆုတ်ခွာသွားသည့်အထိစောင့်နေခြင်းပင်ဖြစ်ချေလိမ့်မည်ဖြစ်တယ်။သင်္ဘောပေါ်မှာနေဆောင်လျှောက်သူရှိသေးလားမသိဘူး။ချင်းမှုကတီးတိုးရေရွလိုက်မိတယ်။ရှိနေသေးတယ်။နဖျားရှင်ဝါအငွေ့တက်ကိုငါခံစားရတယ်။ရွှေလူကြီးကတီကြီးလေးနဲ့တော့အမူအရာရှိနေတယ်။ထာဝရငင်းချမ်း၏အင်ပါယာဧကတိအတိုင်ပင်ခံကအရှုံးကိုရှောင်လွှဲနိုင်ဖို့စုံမင်းကိုခက်ခဲချခဲ့ရတာ။နောက်တော့နှစ်ပေါင်းဒါဇင်ချီအတွင်းတော့သူပြန်ချေစားကြအောင်မှမဟုတ်သေးဘူး။တတ်သမားမင်းရဲ့ဓမ္မတွေကိုပြန်နှုတ်ယူလိုက်အောင်မဟုတ်ရင်ဒီနဂါးတိုင်လုံးနဲ့အကုန်ပျက်စီးသွားလိမ့်မယ်တတ်သမားကခေါင်းရင်း၍နေသင်္ဘောကိုစိတ်လှုပ်ရှားစွာကြည့်လိုက်တယ်ကျွတ်တို့ကဒီတိုက်ပွဲအတွက်အကြာကြီးပြင်ဆင်ခဲ့ရတာအခုထာဝရငင်းချမ်းအင်ပါယာဧရိအတိုင်ပင်ခံကိုနေဆောင်လျှောက်သူကချောက်ထုတ်လိုက်တော့ကျွတ်တို့မိတ်ဆွေဟောင်းကြီးနဲ့တိုက်ခိုက်ဖို့အခွင့်အရေးမရတော့ဘူးကျွတ်တို့သင်္ဘောပေါ်တက်ပြီးအဲ့ဒီနတ်ဖျားနဲ့တွားတိုက်ရင်ရောမကောင်းဘူးလားအားလုံးဤမျက်နှာတွင်တမျိုးတမီဖြစ်သောမူအရာထွက်ပေါ်လာပြီးခေါင်းခါရမ်းလိုက်ကြတယ်ထိုအယူကတတက်ကိုပြဿနာမိခွက်ထုံးရှာနေတယ်။တင်မောပေါ်တွင်နေဆောင်လျှောက်သူရှိနေသေးလည်းရင်တတ်သမားမှာကိုယ်တစ်ပိုင်းသာရှိတော့သည့်အနေအထားနှင့်ပြစ်တက်တိုက်ခိုက်ပြီးစီစီညံ့ညက်ကြီးအောင်နင်းချေတက်ဖြတ်ခြင်းခံရပေလိမ့်မည်ဖြစ်တယ်။ရွာလူကြီးနှင့်ကျန်သူများကနဂါးတိုင်လုံးပေါ်မှာဆင်းလာခဲ့ကြတယ်။ချင်းမူကအပေါ်သို့ဆက်၍မော်ကြီးလေးရရှိသေးပြီးသူ့အကြည့်များလှုပ်ခတ်သွားတယ်။သူ့အနေဖြင့်ထိုခဏထဲဝါလာသောတင်မောပေါ်သို့တက်၍အပေါ်တွင်ဗာများရှိနေသေးသည်ဟုစူးစမ်းလိုစေများဒါစီမရခတ်ပေါ်လာတယ်။နေမင်းကြီးကိုတောင်ဆွဲယူသွားလာနိုင်တဲ့ဒီလောက်အရာဝိထုကြီးကိုတိဆောက်နိုင်တာဘယ်လိုမျိုးနယ်စုများလဲချင်းမှုထို့တို့တွင်းနေစဉ်၌တင်မောထိပ်ဥပိုင်းမှရုတ်တရက်အောက်ဖက်သို့ဆောင်းကျလာတယ်ချင်းမှုမှာကြောက်ရွံ့တပွဲဖြစ်သွားတဲ့အလွန်တရာကြီးမားလာသောတင်မောထိပ်ဥကနေစနကားမျိုးတစ်မျိုးစာနီးပါးလောက်ကျယ်ဝန်းလာတယ်တင်မောကလွန်တရာပေါ်ပါ၍လေးစီမရှိသည့်ပမာထိပ်ဥပိုင်းသာအတားအရာဆောင်းရဲလာခြင်းဖြစ်တယ်ယခုအခါမှာတင်မောကုန်းဘက်ပေါ်မှမြင်ကွင်းများကိုသူမြင်လိုက်ရတယ်ထိုပေါ်တွင်တကယ်တောင်တန်းများမြစ်ပြင်များမြက်ခင်းများနှင့်ပန်းများရှိနေတယ်ခန္ဓာထဲဝါလာသောနန်းဆောင်ကြီးကမြမမတ်ဆောက်လာပြီးနဝိစာတကိုးရှင်တို့၏အထွတ်အမြတ်နေရာတစ်ခုကဲ့သို့တည်ရှိနေတယ်ထို့အပြင်လွန်စွာအယမ်းမြင့်မားလာသောဒူရှည်ကြီးများလည်းရှိနေတယ်အရက်ရှိ၍ထွားချိုင်းလာသည်ဆိုသောဆိစရာပင်သူတို့နှင့်ရှင်လိုက်လျင်ကလေးပမာဖြစ်သွားပေလိမ့်မယ်ချင်းမူကထိုလူများ၏အရက်အမောင်းကိုခံမှန်းကြည့်လိုက်တယ်သူတို့၏အရာအမောင်းကအနည်းဆုံးခိုင်30ခန့်ရှိမည်ဖြစ်ပြီးကောင်းကင်နတ်ဆိုးခိုင်းမှလူဘလူကြီးများနှင့်ဓာတ်တုခံဖြစ်ချေလိမ့်မည်ဖြစ်တယ်။ထူးဆန်းသည်မှာတင်မောထိပ်ဥပိုင်းကစောင်းငယ်ထားတော်လဲတင်မောပေါ်ရှိရေကန်များကရေပြင်းကြီးအတိုင်းရှိနေပြီးဖိစင်ကြခြင်းမရှိကြ။နင်းရဲ့ကြောက်စိမ့်လေဆွဲကအတော်လေးထူးဆန်းလာပဲထူးခဲ့တဲ့အရှင်ဝါအငွေ့တက်တစ်ခုရှိနေတယ်။မြေတင်မော၏အလယ်မှကြည်လင်ရှင်းလင်း၍ကျဲလောင်သောအတန်တန်ထွက်ပေါ်လာတဲ့ချင်းမှုဤရင်ဘတ်ရှိကြောက်စိမ့်လေဆွဲကတဖြည်းဖြည်းလေပေါ်သို့မြောက်တက်လာပြီးဒီသင်္ဘောစီသို့ဝဲပြန်သွားတော့မလို့ဖြစ်လာတယ်။ချင်းမှုရင်ထဲတွင်စက်ခနဲ့တုံခါသွားပြီးအတန်လာရာစီသို့ကြီးလိုက်သောအခါကြီးမားသောလူဘလူးကြီးကစကားပြောလိုက်ခြင်းဖြစ်ကြောင်းတွေးလိုက်ရတယ်။ထိုလူဘလူးကြီးများကအခြားလူဘလူးကြီးများထက်အစာပေါင်းများစွာပုံမှုမြင့်မားပြီးကောင်းကင်နဖျားမှတပါးကဲ့သို့ရှိနေတယ်။သူမ၏ခြေထောက်များကပေါင်လေကျော်၍တင်မာနာရောက်သည့်အထိတင်မောကိုယ်ထဲသို့နင်းမြုပ်နေတယ်။ဒုတိုင်အောင်သူမ၏အရာအမောင်းကခိုင်300ခန်းအထိမြင့်မားသေးတယ်။သူမတွင်လက်လေးဘက်ရှိပြီးလက်တစ်ဖက်စီကတိုင်လုံးတစ်လုံးစီကျဆုပ်ကင်ထားတယ်။ထိုတိုင်လုံးများကတန်ကြိုးများရစ်ပတ်ထားတယ်။ထိုတန်ကြိုးများကအနက်ရောင်နေမင်းကြီးကိုကောင်းကင်ရံတွင်ချီနှောင်ဆွဲယူလာသည့်တန်ကြိုးများဖြစ်တယ်။သူမ၏ခန္ဓာကိုယ်ကမီးဆွဲလောင်နေသောလူတစ်ယောက်ကဲ့သို့မီးတော်မီးလျက်များအရှ
ရှန်တညီညီတောက်လောင်နေတယ်ကစင်စင်တောက်လောင်နေတော့မီလီယံစွမ်းရင်ကြောင့်ချင်းမှုမှာသူမကိုငေးဆိုင်ကြည့်နေရင်မီးနဲ့မြိုက်ခင်ရတဲ့ကဲ့သို့ပူလောင်လာတယ်ထူးဆန်းသည်မှာသူမ၏မျက်နှာတွင်ပြင်ကအရွယ်ရမင်းမပြတ်တအူး၏မျက်နှာမျိုးမဟုတ်ဘဲတူတက်ပင်ငယ်ရွယ်မိမင်းမငယ်လေးတစ်ယောက်၏မျက်နှာတွင်ပြင်မျိုးဖြစ်နေတယ်သို့တော်လည်းထိုအမြကြီးထွားမြင်မာသည့်ခန္ဓာကိုယ်နှင့်အဘဲသို့မင်းမငယ်လေးဖြစ်နိုင်ပါမည်နည်းသူမကလွန်စွာမောဟိုက်နွမ်းနယ်နေဟန်ဖြင့်အသက်ကိုလူရှုနေရတယ်အကြီးအကဲကဒီကြောက်စင်းလယ်ဆွဲကိုတိတာပါလားချစ်မှု၏ရင်ထဲတွင်လှုပ်ခါသွားပြီးသူ့လယ်ပင်မှကြောက်စင်းလယ်ဆွဲကိုချက်ချင်းချွတ်လိုက်တယ်ထို့နောက်တွင်အမျိုးသမီးလူဘလူးကြီးကလက်လေးဘက်စလုံးကကြောက်တိုင်လုံးများဆုပ်ကင်ထားခြင်းကိုတွတ်လိုက်ပြီးသူမ၏ခန္ဓာကိုယ်ကတဖြည်းဖြည်းကျုံဝင်လာကြောင်းမြင်တွေ့လေရတယ်တခဏအကြာ၌သူမကဂိုက်တုံးအခါမြင်မာသောလူဘလူးကြီးအဖြစ်မှချင်းမှုကခေါင်းတလုံးနိုင်သောမိမငယ်လေးအတွင်သို့ပြောင်းလဲသွားတယ်အကြီးအကဲဟုတ်လားသူမ၏အတန်ကလောရသားရနာပြောပဲကောင်းလာပြီးရှင်မြူးစွာပြုံးရလိုက်တယ်သူမကတခဏဟော်ဟဲလိုက်၍အသက်ရှူလိုက်ပြီးစကားဆက်လိုက်တယ်ငါကအကြီးအကဲမဟုတ်ပါဘူးသူမကခွန်အားတော်သုံး၍သူမ၏ခြေတော်များကိုတင်မောကိုယ်ထဲမှဆွဲထုတ်နေရတယ်ထိုနေ့တင်မောကလွန်စွာထူးဆန်းလာတယ်သူမ၏ခြေတော်များကတင်မောနှင့်ပေါင်းစည်းနေပြီးတင်မော၏မီလီယံများကသူမ၏ခြေတော်များတဲ့သို့ထွေးကြိုးမြင့်များသက်ဖွဲထိုးဆိုင်နေသဖြင့်တော်လေးအားဆိုင်ဆွဲထုတ်နေရတယ်သူမ၏ခြေတော်များကိုဆွဲထုတ်လိုက်သောအခါသူမရက်နေခဲ့သောနေရာကပြည်ပြည်ညီပြန်ဖြစ်သွားတယ်သူမ၏ခြေတော်များနှိဝင်ခဲ့သောနေရာကအပေါက်ကြီးနှစ်ပေါက်ဖြစ်နေပြီးတဖြည်းဖြည်းပြန်ပြေးလာတယ်ထိုမိမငယ်လေးကလမ်းလျှောက်လာရင်ကြိုးစားလိုက်သောအခါသူမ၏ခြေတော်များကတဆက်ဆက်တုံ၍လက်ကျတော့မလို့ဖြစ်သွားတယ်သူမကသူမ၏လက်လေးဘက်ကိုအသုံးပြု၍လက်မကျအောင်ထိန်းလိုက်ပြီးရှင်းရွံ့စွာပြောဆိုလိုက်တယ်နင်ဒီသမောပေါ်ကိုတက်ခဲ့လို့ရမလားချင်းမှုကနေသမောပေါ်မှအခြားလူဘလူးကြီးများကိုကြည့်လိုက်တယ်လူဘလူးအိုကြီးတစ်ယောက်ကခေါင်းငိမ့်လိုက်တယ်သူ့ကိုသမောပေါ်တက်ခွင့်ပေးလိုက်ရွှေရှင်သောဝစ်စင်ထားသည့်လူဘလူးကြီးတစ်ယောက်ကသမောထိပ်ဦးသို့လျှောက်လာပြီးသူ့လက်ကိုဆန့်ထုတ်ပေးလိုက်တယ်သူ့လက်ကနဂါးတိုင်လုံးနဲ့နေသမောကြားတင်တရားတဆင်းတပွဲဖြစ်သွားတယ်ချင်းမှုကတခဏမျှချီတုံချတုံဖြစ်နေပြီးမှ၎င်း၏တုတ်ခါနေသောလက်မောင်းကြီးပေါ်သို့ဖြတ်နှင်းကနေသမောပေါ်သို့ရောက်ရှိသွားတယ်သမောပေါ်ရောက်တော့အခါသူအားတင်သွားတယ်ထိုနေရာကသူမျောမှန်းထားတာထက်ပိုအေးမြနေတယ်အစကထိုနေရာတွင်မြို့ကြီးလုံးကဲ့သို့ကြောက်မက်ဖွယ်ရာပူလောင်နေလိမ့်မည်ဟုထင်ခဲ့မိပြီးထိုအမြအေးမြနေမည်ဟုမထင်ခဲ့မိစဉ်ဘူအားဒီခွေးကောင်လေးနေစနကားမြို့တွင်ရွာလူကြီးနှင့်ကြံသူများမှနေသမောပေါ်၌တခုခုမူမမှန်တီကိုခံစားမိပြီးလှည့်ကြည့်လိုက်သောအခါချင်းမှုကလူဘလူးကြီး၏လက်မောင်းပေါ်သို့နင်းလျှောက်၍နေသမောပေါ်သို့တက်သွားကြောင်းမြင်လိုက်ကြရတယ်စီးစရာကဒေါ်ပေါ်ပေါ်နှင့်ပြုံးလိုက်မိတယ်တက်တီတွေတိတ်ကောင်းနေတာငဖျားသမောပေါ်တောင်တက်သွားရဲတယ်တာသက်သမားကဝက်ခုတ်ဓမ္မနှစ်ချောင်းကိုထုတ်ယူလိုက်ပြီးသူ၏တက်ဖြတ်လိုသောစိတ်ဆန္ဒများကဟုံးဝနဲ့ထွက်ပေါ်လာတယ်သူတို့ကအားလုံးကလေးတွေကိုတောင်ခိုးသွားခြင်းမှတော့တက်ကြစို့ရွာလူကြီးကသူ့ကိုတစ်ချက်ဆိုင်ကြည့်၍တင်းငင်ရွာပြောလိုက်တယ်သူတို့မှမကောင်းတဲ့ယူရချက်မရှိပါဘူးမူဟာတက်သွားပါစေကြည့်ရတာအဲ့ဒီတမောပေါ်မှာနဖျားတစ်ပါးမှမရှိဘူးနဲ့တူတယ်ချင်းမှုကမင်းမငယ်လေးဘေးသို့လျှောက်သွားလိုက်တယ်နေသမောကရေပြင်းကြီးတို့တဖြည်းဖြည်းပြန်တက်မှတ်သွားတယ်သူမကအတော်ကြာအောင်လမ်းမလျှောက်ပဲနေကြရတဲ့ဖြင့်သူမ၏ခြေတော်များမှာရွှေလျားနိုင်ခြင်းမရှိဘဲနှုတ်ဆက်စကားဆိုရန်အတွက်ထားရဖို့ပင်အတော်ကြီးအားဆိုင်နေရတယ်တို့ဖြစ်၍သူမအနေဖြင့်ချင်းမှုကိုထိုင်လေးရအနေထားမှပင်ဥညွတ်နှုတ်ဆက်လိုက်ရတယ်ချင်းမှုကသူမကိုပြန်ဥညွတ်နှုတ်ဆက်လိုက်ပြီးသူ၏ကြောက်စိမ့်လက်ဆွဲကိုသူမ၏လက်ထဲသို့ထည့်ပေးလိုက်တယ်မင်းမငယ်လေးကအတေအချာကြည့်ရှု၍ငိုင်းတွေစဉ်းစားသွားတယ်ဒီဝဆန်းကျ၍နားလျက်ခတ်သောဘာသာစကားတစ်မျိုးကသူမ၏နှုတ်ဖျားမှထွက်ကြလာပြီးသူမဘေးမှလူဘလူးအိုကြီးကိုမေးမြန်းလိုက်တယ်လူဘလူးအိုကြီးကအားတင်းသည့်အမွေအရာပေါ်ထွက်လာပြီးချင်းမှုကိုစူးစမ်းကြည့်ရှုကာထိုနားလျက်ခတ်သည့်ဘာသာစကားနှင့်ပင်ခိုးထုတ်ပြန်ပြောဆိုလိုက်တယ်နဖျားဘာသာစကားချင်းမှုအားတင်သွားတယ်ထိုမင်းမငယ်လေးနှင့်အဘိုးကြီးကနဖျားဘာသာစကားဖြင့်ပြောဆိုနေကြခြင်းဖြစ်တယ်သူကနဖျားဘာသာစကားကိုကြားဘူးထားတော့လေအတိပ္ပယ်ဆိုလိုရင်းကိုနားလည်ခြင်းမရှိချေတို့ဖြစ်၍သူတို့မိသည့်အကြောင်းပြောဆိုနေကြမှန်းသူမသိပေသူတို့နှစ်ယောက်စကားနဲ့ငယ်ပြောဆိုပြီးနောက်မင်းမငယ်လေးကကြောက်စင်းလယ်ဆွဲကိုချင်းမှုထံပြန်ပေးလိုက်တယ်ဘိုးဘိုးခေါင်းဆောင်ကပြောတာနင်းရဲ့ကြောက်စင်းလယ်ဆွဲကနဖျားလည်းမဟုတ်ဘူးမိစ္ဆာနဆိုးလည်းမဟုတ်ဘူးဘုရားဖျားရှင်လည်းမဟုတ်ဘူးတဲ့သူကအဲ့ဒီလိုပစ္စည်းမျိုးအရင်ကမြင်ဘူးတဲ့ကြီးရတာရွှင်ပြပြကြီးရွာကပစ္စည်းဖြစ်မဲ့ထင်တယ်လို့ပြောတယ်ရွှင်ပြပြကြီးရွာဟုတ်လားချင်းမှုဤစိတ်ထဲတွင်တုန်လှုပ်သွားတယ်ရွှင်ပြပြကြီးရွာကဘယ်နားမှာရှိတာလဲမင်းမငယ်လေးကလူဘလူးကြီးကိုထပ်မေးလိုက်တယ်လူဘလူးအိုကြီးကတခဏမျှတုတ်ဆိုင်သွားပြီးနောက်နားလည်ရခတ်တော့ဘာသာစကားဖြင့်ပြန်ပြောလိုက်တယ်မင်းမငယ်လေးကခေါင်းခါရလိုက်တယ်ရွှင်ပြပြကြီးရွာကတိတ်ကိုရှိုးဝဆန်းကျဲပြီးတော့မဟာမျိုးပြက်ကိုအမောင်တူဖုံးလွှမ်းတဲ့အခါမှာပေါ်လာလိမ့်မယ်တဲ့ဘယ်နေရာမှာရှိတယ်ဆိုတာကတော့သူလည်းအတိအကျမသိဘူးတဲ့ချင်းမှုမှာနိုင်ငယ်စိတ်ပြက်လက်ပြက်ဖြစ်သွားပြီးရွှင်ပြပြကြီးရွာဟူသောအမည်ကိုမှတ်သားထားလိုက်တယ်ရွှင်ပြပြကြီးရွာကသူမိဘများနေထိုင်သည့်
သူမွေးဖွားရဇာတိဖြစ်နိုင်တယ်မိတိရင်းရဖြစ်ဖြစ်ထိုနေရာကိုသူတွေ့အောင်ရှာရမည်ဖြစ်တယ်အားကိုကြည့်ရတာအထင်ကြီးစရာကောင်းတယ်မို့လားမိမငယ်လေးကတခိခိရင်မောလိုက်တယ်ချင်းမူမှာထူးဆန်းသောအမူအရာဖြင့်ပြောစရာစကားရှာမရဖြစ်သွားတယ်နင်ကဒီနေ့တင်မောကိုမောင်းနေပြီးထာဝရငင်းချင်းအင်ပါယာရဲ့တက်မကြီးကိုခြောက်ထုတ်ခဲ့တဲ့သူလားထိုကောင်မလေးကသူမကိုသူမဂုံယူဝင်ကြွားစွာပြောလိုက်တယ်နင်မျော်လင့်မထားမိဘူးမလားချင်းမူမှာအမှန်တကယ်ပင်မျော်လင့်မထားမိခဲ့ပေသူမကထာဝရငင်းချင်းအင်ပါယာဧကရက်တိုင်မင်ကန်ကိုသာ6လထုတ်နိုင်ခဲ့သည်မဟုတ်ရွာလူကြီးရွှေအားနဲ့ကြံသူများကိုပါထိလန့်တုံလို့သွားစီခဲ့တယ်သူတို့ကနေသင်းမောပေါ်တွင်အလွန်တရာစစ်ကြလာသောကောင်းကင်နတ်ဘုရားတစ်ပါးရှိပြီးထာဝရငင်းချင်းအင်ပါယာဧကရက်တိုင်မင်ကန်မှာသူဆွမ်းကသူမကိုရှင်နိုင်စွမ်းမရှိကြောင်းကောဆာမိ၍နောက်ဆုတ်သွားခဲ့သည်ဟုသာထင်မှတ်မိခဲ့ကြတယ်နေတင်မောကိုပဲကင်ထင်းချောင်းနေသူမှာထိုမိမငယ်လေးဖြစ်မိဟုသူတို့အိမ်မက်ပင်မခဲကြလိမ့်မည်မဟုတ်ချေနေတင်မောကလွန်စွာအံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီးလွန်စွာဆွမ်းအားကြီးမားသည့်အတွက်သူတို့အနေဖြင့်ထိုသွန်မိုင်းတွဆမိခဲ့ခြင်းဖြစ်တယ်ငါနာမီကရန်ချင်းကြီးနင်းနာမီကရောထိုကောင်မလေးကစိတ်ဝင်စားမေးမြန်းလိုက်တယ်ချင်းမူကတခဏမြတုတ်ဆန်းနေပြီးမှပြောလိုက်တယ်ငါမျိုးနာမီကချင်းလားငါနာမီကချင်းလားမသိတော့ပါဘူးငါကြောက်စင်းလေဆွဲပေါ်မှာချင်းဆိုတဲ့ဇလုံးပါလာလို့ရွာလူကြီးကငါမျိုးနာမီကိုချင်းလို့ပေးခဲ့တာမူကတော့နွားကြောင်ဖို့ဆိုတဲ့အဓိပ္ပာယ်ပဲရန်ချင်းချင်းဆိုတဲ့နာမီရဲ့အဓိပ္ပာယ်ကရောဒါကမီလီယံနဲ့နေမင်းတွေအများကြီးတော့အဓိပ္ပာယ်ရတယ်ရန်ချင်းချင်းကထားရလိုက်ရင်စူးစမ်းလိုက်တော့လေသူမရဲ့ခြေတော်များကိုအသုံးမပြုတည်မှာကြာပြီဖြစ်ရန်ရှိ၍ရိုင်ထိုးရှောက်လန်းနေရတယ်သူမရဲ့ခြေတော်များရှိကြော်သားများက6ကပ်ပေလီနေဆောင်ချင်းမှုမြင်တွေ့လိုက်ရတယ်သူမရဲ့ခြေတော်များကရိုးပေါ်ရည်တည်နေပြီးကြော်သားတစားများပင်မရှိတော့ချေသူမကပိန်နီမှုကမြင်ရသူအပေါင်းကိုတုံလုံးခြောက်ချသွားစေနိုင်တယ်ငါကိုမွေးတုံးကနေကစင်းလိုပဲတဲ့ငါမိကငါကိုကမီလီယံနေဆောင်လောင်ကျွမ်းပြီးတည်ဆုံးသွားခဲ့ရတယ်အဲ့ဒါကြောင့်ဘိုးဘိုးကောင်းဆောင်ကငါ့ကိုရန်ချင်းချင်းလို့နာမည်မှဲ့ခဲ့တာရန်ချင်းချင်းရဲ့အမွေအရာကညှို့မိုင်းသွားတယ်ငါအရွယ်ရောက်လာတော့ငါကိုယ်ထဲမှာနေဆောင်လျှောက်သူမျိုးဆက်သွေးရှိတယ်လို့ဘိုးဘိုးကောင်းဆောင်ကပြောတယ်ငါတို့မျိုးရဲမှာဒီသင်းဘောကိုထိန်းချုပ်မောင်းနေနိုင်တာငါတယောက်ပဲရှိတော့တဲ့အတွက်ငါကဒီမျိုးဆက်ရဲ့နေဆောင်လျှောက်ပြီးဖြစ်လာခဲ့တယ်ထို့နောက်သူမကရွှင်ပြုံးစွာပြုံးရလိုက်တယ်နင်ကနွားကြောင်းနဲ့ကောင်လေးငါကနေကြောင်းနဲ့ကောင်မလေးငါကနေသင်းဘောနဲ့ပေါင်းဆက်လိုက်ရင်ငါဆွမ်းအားတွေထောင်တက်သွားပြီးကောင်းကင်နတ်ဘုရားတစ်ပါးလိုဖြစ်သွားတယ်အဲ့ဒါကြောင့်ဟိုလူဆိုးတွေငါချောက်ထုတ်နိုင်ခဲ့တာနင့်ကိုရောငါလန့်အောင်လှုပ်လိုက်မိသေးလားချင်းမှုကပြုံးလိုက်တယ်လှုပ်ခဲ့တာပေါ့ရန်ချင်းချင်းကသူမရဲ့ခေါင်းကိုငုံလိုက်တယ်တောင်းပန်ပါတယ်ငါတိတ်မောနေလို့ဒီနားမှာခဏနားတာပါနင့်ကိုကြောက်အောင်လုံးမိသွားရင်တောင်းပန်ပါတယ်ချင်းမှုမှမှင်တက်သွားပြီးပြုံးပြလိုက်တယ်ကိစ္စမရှိပါဘူးရပါတယ်ဘာလို့နင်းချောက်တွေကဒီလောက်ပိန်ကက်နေရတာလဲဘိုးဘိုးကပြောတာငါတို့နေခင်းချောင်းသူရဲ့မျိုးနွယ်ရဲ့နေမင်းကငင်းမိသွားပြီးတဲ့အဲ့ဒါကြောင့်နေတင်မောကိုထိန်းချုပ်မောင်းနေတဲ့အခါနေတင်မောကငါဆွမ်းအားတွေကိုစိုးယူသွားတဲ့အတွက်ငါကတဖြည်းဖြည်းပိန်ပြီးချောက်ကပ်လာတာရှင်ချင်းချင်းကဆက်ပြောလိုက်တယ်ငါဆွမ်းအားတွေကုန်သွားတဲ့အခါအရင်ကနေစောင့်ရှောက်သူလိုပဲဒီတင်မောနဲ့ထားရပေါင်းစည်းသွားလိမ့်မယ်ဒီလိုနီးနဲ့ပဲငါအဖေတည်ခဲ့ရတာနေမင်းကြီးကိုပြန်လေထွန်းညှိနိုင်ခဲ့ရင်တော့နေတင်မောကနေမင်းစီကဆွမ်းအားတွေကိုစိုးယူပြီးနေဆောင်ရှောက်သူကိုအားရင်ဖြည့်ပေးနိုင်တဲ့အတွက်ငါပို့ပြီးတောင်တတ်မှလာအောင်မယ်ချင်းမှုဤရင်ထဲတွင်လှုပ်ခါသွားတယ်သူကကောင်းကင်ယံမှနဲ့ရောက်နေလုံးကြီးကိုကြည့်၍တီးတိုးရည်ရွယ်လိုက်မိတယ်နေလုံးကြီးကိုပြန်လဲထွန်းညှိဖို့လိုတယ်ဟုတ်လားဘသူကအဲ့လိုလုံနိုင်မှာလဲတကယ်ကောင်းကင်နတ်ဘုရားအစ်စ်ဆိုရင်တောင်လုံနိုင်မလားပဲဘာလို့နင်ကဒီနေရာကိုစောင့်ကြက်ပြီးနေဆောင်ရှောက်သူလုံနေရတာလဲဘာလို့လဲဆိုတော့ဒါငါတို့နေထင်းချောင်းသူတွေရဲ့တာဝန်မှုလို့ပဲနေဆောင်ရှောက်သူကကာကွယ်ဆောင်ကြက်သူတွေဟိုရှိတုန်းကဘယ်လောက်ရှိတုန်းကလဲတော့ငါမသိဘူးထားပါတော့တိတ်ရှိကြတဲ့တစ်ချိန်လုံးကပေါ့ငါတို့နေထင်းချောင်းသူတွေဟာနေတင်မောကိုစောင့်ကြက်ပြီးမဟာမျိုးပြက်ကိုကာကွယ်ဆောင်ရှောက်ဖို့နေဆောင်ရှောက်သူတွေအဖြစ်တာဝန်ပေးရခံခဲ့ရတယ်အဲ့ဒီတော့တာဝန်ကမျိုးဆက်အစဉ်စဉ်လက်စစ်ကံပြောင်းလာခဲ့တယ်ဘသူကငါတို့ကိုနေဆောင်ရှောက်သူအဖြစ်တာဝန်ပေးခဲ့လဲဆိုတာတော့ငါလည်းမသိဘူးဘိုးဘိုးကောင်းဆောင်ကတော့သိရင်သိလိမ့်မယ်ရင်ကြီးချင်းမှလွန်စာပြောရှင်မြူးတူးနေပြီးကစားပေါ်မရှိဟန်တူတယ်သူမကဖင်ထိုင်ချ၍သူမသွားလာခဲ့သည့်ခီးလမ်းကြောင်းတစ်လျှောက်ရှိစိတ်ဝင်စားစရာများအကြောင်းကိုချင်းမှုကိုမရေမနာဒရဇက်ပြောပြနေတယ်ချင်းမှုကလက်ပတ်ကြည့်ရှုလိုက်တယ်နေထင်းချောင်းသူမျိုးနဲ့အားလုံးကလူဘလူးကြီးများဖြစ်ကြပြီးရန်ချင်းချင်းနဲ့အတူဆော်ကစားနိုင်တော့ကောင်လေးကောင်မလေးများလည်းရှိတယ်သို့တော်လည်းသူတို့အားလုံးကရန်ချင်းချင်းကိုဒေါ်စာယူတီလေးစားဟန်ပေါက်ပြီးအနာမကက်ရဲကြချေထို့အပြင်ထိုသူများအားလုံးကလောစွာထွားကြိုင်းမြင်မာပြီးရန်ချင်းချင်းထက်အစာပေါင်းများစွာတမ္မာအားကောင်းကြတယ်ရန်ချင်းချင်းကလူသားမျိုးနွယ်နဲ့ပို့တူပြီးသူတို့နဲ့ခြားနားနေတယ်ချင်းမှုမဆာကြည့်မိဒီမှာသူမကလူသားမျိုးဆက်သွေးပါရှိနေခြင်းဖြစ်နိုင်တယ်သို့တော်လည်းသူမ၏ဆွမ်းအားများကိုနေတင်မောကဆုပ်ယူသွားသဖြင့်သူမ၏ခန္ဓာကိုယ်ကတင်းငယ်သွားခြင်းမျိုးလည်းဖြစ်နိုင်တယ်ထူးဆန်းဒီမှာရန်ချင်းချင်းကနေတင်မောနဲ့ပေါင်းစည်းသွားသောအခါတမှုထူးကဲစွာမြင်မာထားကြ၍ထေဝခံများသောကောင်းကင်နတ်ဘုရားမှတပါးအတွင်ဖြစ်သွားသဖြင့်သူမှန်းဆချက်များကလွယ်မကောင်းလွယ်မနိုင်တယ်သူမတိလိုက်ဒီမှာနေထင်းချောင်းသူမျိုးနွယ်ကပုံမှန်အားဖြင့်ကြီးမားထားခြင်းမရှိကြသူတို့ကနေတင်မောပေါ်တွင်နေထိုင်ရပြီးထိုနေရာ၌ကောင်းကင်မိုးစွမ်းရည်များကလေလူရဲတွင်စီးမျောနေတယ်
ဒီထင်းချောင်းသူမျိုးနွယ်မှလူများကအစားအသောက်များစားသောက်ကြသောအခါထိုကောင်းကင်မော်စွမ်းရည်များကိုမတိလိုက်မတိပါသာစားသုံးမိပြီးသူတို့၏ခန္ဓာကိုယ်များကတမှုထူးကဲစွာမြင်မောထားခြင်းလာခြင်းဖြစ်တယ်။ဇင်ချင်းချင်း၏စွမ်းအားကိုနေသမောကဆုပ်ယူသွားတတ်ဖြင့်သူမစားသုံးသည့်စွမ်းရည်ကဆုပ်ယူခံရသည့်စွမ်းရည်ကိုမကာမီရွက်ရှိနေတယ်။သို့ဖြစ်၍သူမ၏ခန္ဓာကိုယ်ကအခြားသူများကဲ့သို့မြင်မောထားခြင်းလာခြင်းမရှိဘဲဖြစ်နေကြရတယ်။သူမနေသမောနှင့်ပေါင်းစည်းသွားသောအခါနေသမော၏စွမ်းအားနှင့်သူမ၏စွမ်းရည်ကတခုတည်းဖြစ်သွားပြီးခန်းညာထဲဝါလာသောကောင်းကင်တစ်ဖက်မှတစ်ပါးတစ်ဖွဲဖြစ်လာခဲ့ခြင်းဖြစ်တယ်။နောက်တစ်ချိန်မှာငါမှစွမ်းအားဆရှိလာခဲ့ရင်အဲ့ဒီနေမင်းကိုထိုးနှိပြီးနင်းကိုလုံးမြောက်ကူညီပေးမယ်ချင်းမှုကကြီးညာလိုက်တယ်။တကယ်လားရှန်ကြီးကြီးမျက်လုံးများကတောက်ပသွားပြီးရွှေမြူးစွာပြောလိုက်တယ်။အဲ့ဒီနေ့ကိုငါစောင့်နေမယ်။အဲ့ဒီအချိန်ကျရင်ငါသူများတွေလိုလမ်းလျှောက်ပြီးလာနိုင်လိမ့်မယ်။ချင်းမှုကခေါင်းကိုခက်လေးလေးညှင်းပြီးပြောလိုက်တယ်။တေချာပေါက်နီလန်းရှာပြီးအဲ့ဒီနေမင်းကြီးကိုထိုးညှိပေးမှာပါ။ထိုအခါ၌လူဘလူးကောင်းဆောင်ကအနားသို့ရောက်လာပြီးပြောလိုက်တယ်။အင်းဆောင်လျှောက်သူထောင်ရနင်းကြီးအင်ပါယာကအပြီးအပိုင်းဆုတ်ခွာသွားပါပြီ။စင်ကြီးချင်းကခက်ခဲထားရလိုက်ပြီးခြုံမိန်သောအပြုံးတစ်ခုနှင့်ချင်းမှုကိုလက်ပြနှုတ်ဆက်လိုက်တယ်။ငါလည်းသွားရတော့မယ်။ငါကျေပင်လယ်ကနေထွက်သွားပြီးနေရင်းကနေတဆင်ထွက်သွားရမှာ။ငါကိုတွေ့ချင်ရင်နေရင်းကိုလာရှာလို့ရတယ်။ချင်းမှုကခေါင်းကြီးလိုက်တယ်။ထုံမိန်ကလေးကရိုင်ထိုးနှင့်တန်လုံးကြီးများထံသို့ပြန်လျှောက်သွားတယ်။သူမ၏လက်ကတန်လုံးကြီးနှင့်ထိလိုက်သည့်တွင်သူမ၏ခန္ဓာကိုယ်ကလျင်မြန်စွာကြီးထွားပြန်ကားလာပြီးခြေတော်များကနေသမောအတွင်းသို့နှုတ်ဝင်ပေါင်းစည်းသွားတယ်။သူမ၏လက်ချောင်းများကကြံသည့်တန်သုံးလုံးကိုစုပ်ကန်လိုက်ပြီးသူမ၏ခန္ဓာကိုယ်ကမီးတော်မီးလျံများအရှံတကြီးကြီးတောက်လောင်ကဤသူမြအနာမကနိုင်အောင်ဖြစ်သွားတယ်။လူဘလူးကောင်းဆောင်ကချင်းမှုကိုသမောထိပ်ဦးသို့ပြန်ပို့ဆောင်လိုက်တယ်။ဆပင်မွေးများမိကိုရောင်တန်းနေပြီဖြစ်သောနေထင်းချောင်းသူအဘိုးကနင်းနေကျူဝဲဝမ်းနဲ့တီလေးတန်းဖြင့်တီးတိုးပြောဆိုလိုက်တယ်။ဒီဆောင်လျှောက်သူကအသက်ရှင်ဖို့နှစ်အများကြီးမကြံတော့ဘူး။ချင်းမှုရင်ထဲတွင်လှုပ်ခါသွားပြီးထိုအကြီးတွေကိုမောကြည့်လိုက်တယ်။ထို့နောက်ဘီလီယံကြားမှလူဘလူးမကြီးကိုလှမ်းကြည့်လိုက်တယ်။ရှင်ကြီးချင်းကသူ့ကိုပြုံးပြနေတယ်။မင်းသာရွှင်ပြောကြီးရွာကလူမှန်ရင်နေမင်းကြီးကိုပြန်လေထုံးကြီးနိုင်ရွှင်ရှိကောင်းရှိလိမ့်မယ်။တကယ်တော့လူဘလူးကောင်းဆောင်ကတခဏမြတုံဆိုင်သွားပြီးနောက်ဆက်မပြောတော့ကြည်သူကချင်းမှုကိုတင်မောပေါ်မှာချပေးလိုက်တယ်။ထိုနှစ်ဖျားတို့ဖန်တီးခဲ့သောရာဝိထုကြီးကတဖြည်းဖြည်းချင်းထားရ၍ကျေပင်လက်ဘက်သို့ပြန်လျှောက်လန်းသွားတော့တယ်။နေဝင်ချိန်ဖြစ်၍ညနေဆောင်နေပြီဖြစ်တဲ့နေအောင်ကြီးကတရွေ့ထွက်ခွာသွားသောရှေးအောင်တင်မောကြီးပေါ်သို့ကြောက်ရောက်ထွန်းလင်းနေတယ်။နေအောင်ကြီးအောက်တွင်အနက်ရောင်အဆက်ပြောက်ကတီးတီထပ်တီးလာပြီးနေတင်မောကိုမမြင်ရတော့ကြ။နက်ရောင်နေလုံးကြီးမှလည်းအနက်ဆက်ပြောက်လေးတစ်ခုဖြစ်လာပြီးနောက်ဆုံးတွင်တော့ပျောက်ကွယ်သွားတော့တယ်။ ဗီဒီယိုလေးကိုကြိုက်နေတတ်ပါက like and subscribe လုပ်ဖို့မမေ့နဲ့နော်